ရက်ပြည့်၈ပါးဆိုတာပဲရက်တွေလဲရက်ပြည့်၈ပါးလို့ဆူတောင်းစရာမလိုပဲရက်ပြည့်9ပါးလို့ဆူတောင်းရင်ရပါလျက်ဘာကြောင့်၈ပါးလို့ဆူတောင်းရတာလဲဒီအကြောင်းကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗုဒ္ဓပိဋကတ်တော်လာတရားဓမ္မများအရာဗုဒ္ဓဘာသာဝင်တို့နေ့စဉ်ဆူတောင်းလေးရှိသောအပယ်၄ပါးကတ်၃ပါးရက်ပြည့်၈ပါးစသည်တို့အနက်မှရက်ပြည့်၈ပါးဆိုသည်မှာမက်ဖို့နိဗ္ဗာန်ရရန်အခွင့်အလမ်းမရှိသောတရားဓမ္မကျင့်ကြံအားထုတ်ခွင့်မရနိုင်သောအပြည့်ရှိသည့်အရက်သို့မဟုတ်အခြေအနေ၈မျိုးကိုဆိုလိုပါသည်ထိုရက်ပြည့်၈ပါးမှာတဏှေပြည်၌ဖြစ်ရခြင်းပြင်းထန်သောဆင်းရဲဒုက္ခများကိုအမြဲခံစားနေရသဖြင့်တရားအားထုတ်ခွင့်လုံးဝမရနိုင်ပါဘူးနှစ်တိရစ္ဆာန်ဘဝ၌ဖြစ်ရခြင်းအတိညာဉ်နေပါပြီးအချင်းချင်းညှင်းဆဲတက်ဖြတ်စားတောက်ရန်သာတည်သဖြင့်တရားမသိနိုင်ပါသုံးပြိတ္တာအတူရကဲဘဝ၌ဖြစ်ရခြင်းအစာရေစာငမှုခေါင်းပါခြင်းပူလောင်ခြင်းစသောဆင်းရဲဒုက္ခများဖြင့်သာအချိန်ကုန်နေရသဖြင့်တရားအားထုတ်ရန်အခွင့်မရပါလေးပြမာယုတ်ကလတ္တာရှိပြီးစိတ်ဝိညာဉ်မရှိသောအတညတပြမာသို့မဟုတ်စိတ်ဝိညာဉ်သာရှိပြီးယုတ်ခန္ဓာမရှိသောအယူပပြမာပြည်တို့၌ဖြစ်ရခြင်းတက်တန်းအလွန်ရှိသောလဲတရားနာယူရန်နှင့်ကျင့်ကြံရန်ခန္ဓာအင်္ဂါမစုံလင်သဖြင့်အခွင့်မရပါငါပစ္စန္ဒရိအရက်ဖျားတရားတန်ခါယတနာ၃ပါးမထွန်းကားသောတရားဓမ္မကိုမကြားသိရသောတောတောင်အစွန်ဖျားပစ္စန္ဒရိအရက်၌လူဖြစ်ရခြင်း၆မိစ္ဆာဒိဋ္ဌိယတနာ၃ပါးထွန်းကားရာအရက်နဇိမဒေတာတွင်လူဖြစ်တော်လဲဖျားတရားတန်ခါနှင့်ကံကံ၏အကျိုးကိုမယုံကြည်သောမှားယွင်းသည့်အယူဝါဒမိစ္ဆာဒိဋ္ဌိကိုဆွဲကင်ထားသူဖြစ်နေခြင်းခုနှစ်ငန်တွေချို့တဲ့သူမိစ္ဆာဒိဋ္ဌိမဟုတ်တော့လဲတရားကိုနားလည်နိုင်စွမ်းမရှိလောက်အောင်ငွေရပါစွန့်အနာပင်ယူသွတ်တုံးသူအဖြစ်ငွေဖွာလာခြင်းရှစ်ဖျားမပွင့်သောကာလအတိဉာဏ်ပညာပြည့်စုံတော်လဲလောကတွင်ဖျားရှင်ပွင့်တော်မမူသောကာလသာသနာ့ဘကာလဗုဒ္ဓတုညကဘာတွင်လူဖြစ်ရခြင်း၏အချက်၈ချက်နှင့်ကြုံတွေ့နေရသူများသည်မက်ဖို့နိဗ္ဗာန်နှင့်တစ္ဆာ၄ပါးတရားကိုသိမြင်နိုင်ရန်အခွင့်အရေးလုံးဝမရှိသောကြောင့်ရက်ပြည့်၈ပါးတရားထူရရန်အခွင့်မကြုံသောအပြည့်ရှိသည့်အခြေအနေဟုခေါ်ဆိုခြင်းဖြစ်ပါသည်ထို့ကြောင့်ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည်ဤအပြည့်ရှိသောအခြေအနေဆိုးများမှကင်းဝေးစေရန်ရက်ပြည့်၈ပါးမှကင်းလွတ်ငြိမ်းပါရစေဟုအမြဲဆုတောင်းလေးရှိကြခြင်းဖြစ်ပါသည်နေ့စဉ်ရွတ်ဆိုဆုတောင်းနေကြတဲ့အပယ်၄ပါးမှကင်းလွတ်ပါရစေကတ်၃ပါးမှကင်းလွတ်ပါရစေရက်ပြည့်၈ပါးမှကင်းလွတ်ပါရစေဆိုတဲ့ဆုတောင်းထဲမှာလူအများစုမသိသေးတဲ့အလွန်နဲ့နဲသောအကြောင်းတစ်ခုဖုံးကွယ်နေပါတယ်အဲ့ဒါကတော့ရက်ပြည့်၈ပါးလို့ခေါ်ပေမဲ့တကယ်တော့အဲ့ဒီထဲကတပါးဟာတာမန်လူတွေအတွက်ဆူတောင်းစရာတော့မလိုတဲ့အခြေအနေဖြစ်နေခြင်းပါ။ဘာကြောင့်လဲဆိုတော့ရက်ပြည့်၈ပါးထဲကမရေတရိษံတိတ်တာပစ္စန္ဒရဲ့အရက်မိစ္ဆာဒိဋ္ဌိအနေချို့တဲ့ခြင်းဖျားမပွင့်သောကာလတို့ကကံဆိုးမှုအယူမှားမှုနဲ့ပညာချို့တဲ့မှုတွေကြောင့်တကယ်ရောက်နိုင်တဲ့အခြေအနေတွေဖြစ်လို့မရောက်ပါစေနဲ့လို့ဆူတောင်းရတာအတိတ်ပဲရှိပေမဲ့ယမဆိုတဲ့တပါးကတော့အလွန်ထူးခြားနေပါတယ်။အဲ့ဒီထဲမှာပါဝင်တဲ့အတင်ညတ်ပြမာပုံနဲ့အယူပပြမာပုံတွေဖြစ်ကြတဲ့အာဂါတာနိစာယေတနာဘုံဝိညာနိစာယေတနာဘုံအာကိဉ္စညာယေတနာဘုံနေဝတညာနာတညာယေတနာဘုံဆိုတဲ့ဘုံ၅ဘုံဟာဒါနလုပ်ယုံတီလာဆောင်ယုံဆုတောင်းယုံနဲ့လုံးဝမရောက်နိုင်ပဲအလွန်မြင့်မားတဲ့ဇန်တရားတွေရရှိထားသူတွေသာရောက်ရှိနိုင်တဲ့ဘုံတွေဖြစ်နေလို့ပါအထူးသဖြင့်တင်ညတ်ပြမာဘုံဟာအလွန်စမ်းကြယ်ပြီးရုပ်ပဲရှိပြီးစိတ်မရှိပါဘူးခန္ဓာကိုယ်တစ်ခွေရုပ်ကလည်းရှိနေပေမဲ့စိတ်ဝေဒနာတညာစဉ်းစားမှုဘာမှမရှိတော့ပဲအသက်ရှိတယ်လို့ထင်ရပေမဲ့စိတ်လှုပ်ရှားမှုလုံးဝမရှိတဲ့အခြေအနေပါအဘိဓမ္မာကျမ်းများအရတချို့ယောဂီတွေဟာစိတ်ကြောင့်ပဲဒုက္ခဖြစ်တာစိတ်မရှိရင်အေးချမ်းမယ်လို့မှားယွင်းယူဆကထူးခြားတဲ့ဇန်တရားကိုအားထုတ်ရာကနေတည်ပြီးနောက်အဲ့ဒီဘုံမှာဖြစ်သွားကြတာလို့ရှင်းပြထားပါတယ်တစ်ဖက်မှာလည်းအရူပပြမာလေးဘုံကလည်းအလွန်ထူးခြားပါတယ်အဲ့ဒီဘုံတွေမှာတော့စိတ်ပဲရှိပြီးရုပ်မရှိပါဘူးလူတွေလိုခန္ဓာကိုယ်မရှိမျက်နှာမရှိလက်မရှိခြေမရှိပဲရုပ်ခန္ဓာလုံးဝမရှိတော့ပါဘူးဒါပေမဲ့စိတ်တဘောတိစိတ်နဲ့မှတ်သားမှုတို့ကတော့ဆက်ရှိနေတဲ့အတွက်ရုပ်မရှိသောဘုံလို့အဓိပ္ပာယ်ရတဲ့အယူဘလို့ခေါ်တာပါစိတ်ပဲရှိပြီးရုပ်မရှိတဲ့အတွက်တရားနာဖို့ဖျားရှင်ကိုဖူးဖို့နဲ့သာသနာနဲ့တွေ့ဖို့အလွန်ခက်ခဲသွားပါတယ်တချို့ဘုံတွေကဒုက္ခများလွန်းလို့တရားမကျင့်နိုင်ကြသလိုတချို့ဘုံတွေကတော့ချမ်းသာလွန်းတက်တန်းရှည်လွန်းပြီးထူးခြားလွန်းတဲ့ဘဝအခြေအနေတွေကြောင့်တရားအားထုတ်ဖို့အခွင့်မရှိတော့တာပါဒါကြောင့်မြတ်စွာဘုရားရှင်ကတရားအားထုတ်ခွင့်မရတဲ့အဲ့ဒီလိုဘုံတွေကိုရက်ပြည့်၈ပါးထဲထည့်ဟောကြားထားခဲ့တာဖြစ်ပါတယ်